Myanmar, a land where nature's gifts and cultural heritage coverage. We possess its proud urban civilizations as well as a simple rural beauty that the world admires. However, behind this beauty lies a bitter reality. Behind these beautiful landscapes, there are educational struggles that many people do not see. An empty backpack shouldn't feel this heavy. But in these places where conflict shapes daily life, survival becomes a burden of its own. Behind every statistic, there is a story. This is the voice of a youth from rural region. ။ခုနိုင်ရှင်းနိုင်ဆိုအိမ်ကားတွေပြိပြီးတော့အိမ်မှာပဲနေနေရတယ်။ဘယ်ကမှလည်းရှော့သွားလို့မရတော့။စံကေတာကားလာတစ်ခုကြားရတာဖြစ်ဖြစ်တစ်ခုခုတည်င်းပေးတန်ကြားရတာဖြစ်ဖြစ်ထိတ်လန့်နေရတယ်။ကျွန်တော်လူငယ်တွေမှာရွေးချယ်ရလမ်းနှစ်ခုပဲရှိတယ်။ကျောင်းဆက်တက်မလား။မိသားစုတွေအလုပ်လုပ်မလားပေါ့နော်။အခုချိန်မှာဆိုရင်ကျွန်တော်တို့နေရမှာလဲအလုပ်ကအခွင့်အလမ်းကနေပါတော့လူငယ်တို့များများပညာရေးကိုဆွတ်လွတ်ပြီးတော့မိသားစုစားဝတ်နေရေးအတွက်ပဲမြင့်တက်ပြီးတော့ဝင်ငွေရှာကြရတယ်။အချို့ဆိုပညာရေးရတဲ့အားနဲ့အလုပ်ကလည်းမရှိတော့အဆုံးမှာတော့လောင်ကစားပဲရောက်သွားပြီးတော့ပွားပြတာတွေကအများကြီးရှိလာတယ်။အခုတော့ line တွေကတနေ့တခြားပို့ဆိုးလာတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်ဆက်သွယ်လာတဲ့အဆင်မပြေတော့ဘူးစာတင်ဖို့လည်းအဆင်မပြေတော့ဘူးပေါ့နော် line ရတော့ကတော့ကျွန်တော်တီးချင်တဲ့ဟာတွေကိုကျွန်တော်တောင်းလို့ဆွဲတယ်ပြီးတော့မှတ်စုစာအုပ်တွေမှာပြန်ရေးတယ်ပြန်ကူးတယ်ဒီအတိုင်းမျိုးလေးမှာနေတဲ့သူအားလုံးအရှင်းရှင်းကူညီရိုက်ပင်းခြင်းနဲ့ပဲဒီအခြေအနေကိုဖြတ်တန်းနေကြရတာပေါ့နော်အတိအကျတော့နေဘက်ရောညဘက်တွေပါအေးချက်ချက်နဲ့ဖြစ်တန်းပြီးတော့စိတ်ဆုံးရှုံမှုရှိတဲ့ပတ်ဝန်းကျင်လေးတခုရချင်တာပါနောက်ပြီး internet line တွေကအဆင်ပြေနေမယ်ဆိုရင်တော့တိုင်းပြည်တဲ့ agent တွေမယ်ဆိုရင်တော့ကျွန်တော်တို့အပြင်ကဘာနဲ့ဆက်သွယ်ပြီးတော့ပြင်ရတင်ရတဲ့အခွင့်အလမ်းတွေအများကြီးရရှိပါတယ် Maybe the backpack isn't heavy because of what is lost, but because of the hope it carries. In a place where so much is taken away, simply choosing to stay is the loudest thing a person can do. Mingaba ni me Jesse ma ta ka sa ko ni phit pi do du clash ya yin ko ma ni thai ni ba de ပညာရေးကကြတော့ COVID-19 ရဲ့ပြီးတော့ political situation တွေကြောင့်မလို့ grade 7နောက်ပိုင်းမှာရပ်တန့်သွားတယ်။ဒါပေမဲ့ငယ်ကတည်းကgovernment school ကတက်တဲ့ tuition သွားတယ်။ပြီးရင်တကယ်ကြီးမှစားသွားလို့တယ်အဲ့လိုမျိုးပဲရှိရ။ဒါကကြတော့ကျောင်းသွားတာပဲရပ်တန့်သွားတယ်ဆိုတော့အိမ်မှာလည်းကိုယ့်ဘာကိုတင်းယူနေဆိုပြီးတွေးလိုက်တယ်။ဆိုတော့အဲ့ချိန်မှာပါဖြစ်နေလဲဆိုတော့ online ပေါ်မှာဒီလိုမျိုးကလေးအတွက်ဒီလိုမျိုး CDM လောက်သွားတဲ့ကလေးအတွက်စာတင်ပေးနေနေရရှိရဲ့အဟာရှာတွေ့ရဲ့ပြီးတော့government curriculum တွေမဟုတ်ဘူးတခြား language program တွေကတွေ့ရဲ့ Myanmar
2021နောက်ပိုင်းမှာဆိုရင်အကုန်လုံးအဖက်ဖက်ကပြောရပါဘောเนาะပြောမဆိုရင်စီးပွားရေးရောလူမှုရေးရောပညာရေးရောအတူတူဖြစ်တဲ့အဓိကကြောင့်လုံခြုံရေးပေါ့เนาะဘယ်သူမှလုံခြုံမှုမရတော့ဘူးစိတ်လုံခြုံမှုရောကိုယ်လုံခြုံမှုရောမရှိဘူးအကုန်အမြဲမဲ့ပဲချင်းဘဝရောက်နေပဲစဉ်းစားနေရအဲ့လိုမျိုးအခြေအနေမှာမျိုးပေါ်တူကြတော့တချို့တက်နိုင်တဲ့သူတွေကကြတော့နိုင်ငံခြားပြည်မြန်ထွက်တာမျိုးသူတို့လောက်ကြတယ်။ဒါပေမဲ့တချို့မတက်နိုင်တဲ့သူတွေကြတော့ဒီတင်းမှာပဲနေပြီးတော့ရတဲ့အလုပ်ကိုလုပ်တယ်။တချို့သူတွေကြတော့ဒီလိုမျိုး supporting မရတဲ့အတွက်ကြောင့်လက်လျှော့သွားတာမျိုးတွေဆက်ပြီးတော့မလုပ်နိုင်တဲ့ဟာမျိုးရှိတယ်။အဲ့ခါမှာကြတော့ဒီပညာရေးထက်စားတောက်နေတာရပိုပြီးအရေးကြီးအခါမှာဆိုရင်အကိုကိုယ်တိုင်ကအလုပ်ထွက်တော့ရတာမျိုးရှိတယ်အဲ့ဒါကြောင့်မို့လို့တချို့တွေကြတော့ပညာရေးကိုဆက်လက်တည်နေနိုင်တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့တချို့ကကြတော့ကိုအရင်6နှစ်အတွက်အရင်ဆုံးကျုံးကြရတဲ့သူတွေလည်းရှိတယ်ဆိုတော့အဲ့ဒါ financial difficulty ကတော့တော့ခက်ခဲဆုံးပိုင်းဖြစ်နေတူတယ်ဆိုတော့ဘာလဲဆိုတော့exam fee တွင်းပြီးမှဖြေလို့ရတဲ့ဆောင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုမတွင်းမဲနဲ့ဘယ်လိုဖြေမလဲဆိုတဲ့ဟာမျိုးတော့အနေနဲ့စိတ်နှောက်ယှက်ဖြစ်တယ်နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဒီ access ကိုတွေ့ပြီးတော့သွားပြီးတော့ပြောကြည့်ပြီးတော့မှပဲတဖြည်းဖြည်းနဲ့ scholarship ရပါခဲ့တယ်ဆိုတော့အဲ့ဒီကနေတစ်ဆင့်တဖြည်းဖြည်းအချိန်ကြီးကောင်းလာတယ်အဲ့နောက်ပိုင်းကနေပြီးတော့တစ်ဆင့်ဒီအခုက TKT ပေါ့နော် TKT လုပ်နေရဒီနိုင်ငံခြားတွေရတော့ကိုပြောင်းနေဆိုရင်အနာဂတ်မှာ basic education မရသေးတဲ့ကလေးဒါမှမဟုတ် primary education မရသေးတဲ့ကလေးကိုရအောင်လုပ်ပေးရသူဖြစ်ချင်တယ်ပြီးတော့ higher education ကိုပြောင်းဖို့ဒါမှမဟုတ် higher education ကိုလိုချင်တဲ့သူတွေအတွက်လည်းပေးနိုင်တဲ့ဒီ higher education အတွက်လိုအပ်မဲ့ဟာတွေဘာပဲဖြစ်ဖြစ်ပေါ့နော်ပေးနိုင်တဲ့သူဖြစ်အောင်လုပ်ချင်ပါတယ်ဟုတ်မင်္ဂလာပါရှင်ကျွန်မရဲ့နာမည်ကတော့အခုလက်ရှိကတော့ဒီရဲ့အကြောင်းဒီတူပဲဖြစ်ပါတယ်မှာကျွန်တော်တို့ကိုပို့ပြီးတော့ကျွန်တော်ရဲ့ဆွေမျိုးဖြစ်တဲ့ကျွန်တော်အဖေရဲ့အတော်ကနေပြီးကျွန်တော်တို့တူတူဝိုင်းဝန်းလုပ်ကိုရင်းနဲ့စားတောင်းနေထိုင်ကြတယ်ဒါပေမဲ့2024ခုနှစ်မှာတော့အဲ့ဒီပညာရေး program ကနေကျွန်မ GD စပြီးတော့တဖန်ပြန်ကြိုင်ခဲ့ရပါတယ်။ GD ကို2025ခုနှစ်မှာအောင်မြင်ခဲ့ပြီးတော့ GD အောင်လက်မှတ်ကနေတစ်ဆင့်ကျွန်မ University of the People ကိုဆက်လက်တက်နိုင်ခဲ့ပြီးတော့ career အတွက် HR သင်တန်းကိုလက်ရှိတက်ရောက်နေပါတယ်ဒီ channel မျိုးတစ်မျိုးလေးဖြစ်တဲ့ဆိုပေမဲ့လည်းကျွန်တော်တို့မိသားစုတော်တော်အင်မတန်ကိုစာဝန်နေရေးကအစားအတော့အဟာကအစားပေါ့နော်နေထိုင်မှုအစားခက်ခဲတဲ့မျိုးလေးတစ်မျိုးလေးဖြစ်ပါတယ်ဘာကြောင့်ခက်ခဲလို့ပြောရလဲဆိုရင်တော့ဒီရကတော့ကုန်စည်နှုန်းတွေအစားမတန်တက်လာတာပိုဆိုးလာတာကအခုကမ္ဘာစစ်ပွဲကြောင့်စီတက်လာတဲ့ဖြစ်ရဲ့ပြီးတော့ပွားရနိုင်ရတာအရင်ခက်ခဲတာတစ်ခုကတော့ကျွန်တော်တို့မိသားစုအတွက်တော့အင်မတန်ဝတ်ထုတ်ဖို့တစ်ခုပဲဖြစ်ပါတယ်ပညာရေးအခက်ခဲတွေနဲ့အများကြီးကြုံတွေ့ရင်ဆိုင်ရတာကိုကျွန်တော်မျက်မြင်ကိုတွေ့ခဲ့ရတယ်ကိုယ်တိုင်လည်းရင်ဆိုင်ကြုံတွေ့နေရတဲ့လူငယ်တူပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့2021နောက်ပိုင်းမှာလူငယ်တွေတော်တော်များများတွေကစာဝတ်နေရေးအဆင်မပြေလာတာမိသားစုရဲ့အခက်အခဲတွေကြောင့်အလုပ်တွေထွက်လို့ကြတယ်ပညာရေးရပ်တန့်ကြပြီးတော့အရှုံးဆိုရင်ငယ်တွေနဲ့18နှစ်မပြည့်ပေမဲ့အလုပ်တွေထွက်လို့လာကြတာပို့ပြီးတော့ပြင်ပေးနိုင်ခဲ့ရတယ်ငယ်တွေကိုပေါ်တာစင်လာပြီးတော့
ဒီအိမ်တိုင်းမှာကိုယ့်ရဲ့အားသမီးတွေမပါစေဖို့အတွက်ဒီကြီးတွေကောက်ခံပြီးတော့ထည့်ပေးရမယ်ဆိုပြီးတော့ဒီလိုထုတ်ပြန်ဆက်တဲ့အများရှိပါတယ်ဒီတစ်ခုတော့ဂျာနေတွေမှာတော့ကြားဖတ်ပြီးသိမထွက်လာတာတို့သူ့အနေနဲ့ကတို့ရဲ့လုံခြုံရေးမှုအမှာပို့ပြီးတော့ခီးပဆိုင်ရဲ့သွားလာရတာတွေအရင်တော့ကျွန်တော်ရဲ့နိုင်ငံရေးခက်တောင်အရှိနေနဲ့ကြီးတို့ထွက်ရှိပုံမျိုးထွက်လို့မရတော့ဘူးလေဒီခုသွားလာတဲ့နေရာမှာဆိုရင်တို့တွေကတော့အများအားဖြင့်တော့ရှင်းပြီးတော့သွားရတာတို့တတိထားပြီးသွားရတာတို့ညနေကြီးစုမထွက်ရတာလေအဲ့လိုမျိုးတွေကြိုးပြရပါတယ်။ရှင်းဆုံးယူလန်ရှက်ကတော့ဒီကျွန်မယူရှက်ထားတဲ့ခေတ်ရမှာကောင်းမှုစွာလှုပ်ဆောင်နိုင်ပြီးဓာတ်စာကောင်းရပြီးကျွန်မရဲ့မိသားစုစာဝန်ကြီးအတွက်ဖူလုံပြီးတော့ဤစေးစွာနေထိုင်ဖို့ကတော့ကျွန်မအဖြစ်ရှင်ဆုံးယူလန်ရှက်တစ်ခုပဲဖြစ်ပါတယ်။စစ်ချောင်းမှာကြာလာတာနဲ့အပြားပါတော့ကိုယ့်ရဲ့မျိုးငယ်လေးကိုလွမ်းတာဆိုအရင်ရုံလွမ်းပြီးတော့တန်ရှင်တဲ့စိတ်တွေနဲ့ခဏဖြစ်ခဲ့ရပါတယ်ဘလို့လဲဆိုကိုယ့်ရဲ့မျိုးအမြန်ဆုံးရင်းရှင်းပြီးတော့အရင်လိုပဲနာပါအားရပြီးတော့အားလုံးချစ်ခင်လေးနဲ့စီစီကြလုံးလေးနဲ့ကိုယ့်ရဲ့မျိုးရွာလေးကိုဖြစ်စေချင်တယ်ပေါ့နော်အခုရေရခဲ့ရင်ကျွန်မရဲ့မျိုးနေမှာရှိရပြည့်စည်သွားတဲ့နေအိမ်လေးပြီးတော့ပညာရေးဆုံးရှုံးနေရတဲ့ပြည်နယ်တွေစာဝတ်နေရေးအဆင်ပြေတဲ့သူတွေအခက်အခဲကြမှာအရှင်ဝိုင်းပေးကိုနေပြီးတော့တုတ်ပေးပါချင်တာကတော့ဒါတော့ကျွန်တော်ဆန္ဒလေးထဲကတစ်ခုပဲဖြစ်ပါတယ်အခုကျွန်တော်နာမည်ကဆွမ်းသူပါအသက်ကတော့18ရှိပြီလာမြန်မာနိုင်ငံလာတဲ့နေရာတော့မြန်မာနိုင်ငံပကိုးအဲ့နေလာခဲ့တယ်အခုလက်ရှိကတော့မဲဆောက်မြို့မှာမဲဆောက်မြို့နောင်ပွားထဲမှာနေတယ်2023အဲ့ကြားထဲကနေပြီးတော့နိုင်ငံရေးဖြစ်တာနဲ့ဒီဘက်ကိုပြောင်းလာခဲ့တာလက်ရှိကျောင်းတော့တက်နေတယ်ကျောင်းတက်ရဆိုတာဟိုတင်တန်းတက်တာပေါ့ကိုရီးယားတင်တန်းတက်နေစတင်တော့တိတ်ပြီးတော့စိတ်တော့ဝင်လာဘူးနောက်ပိုင်းစိတ်ဝင်စားလို့ဆက်တင်ပြတာကိုရီးယားတင်တန်းစတင်တာတော့အမေကနေပြီးတော့ID ဟာကိုရီးယားတင်တန်းကိုတက်စီခြင်းလို့စတင်စားတော့စိတ်ဝင်စားကိုတက်နေနေတော့နောက်ပိုင်းတင်လာရင်လည်းစိတ်ဝင်စားဖို့ကောင်းလာတယ်အားကြောင့်မို့ဆက်တင်ဖြစ်လာတယ်ကိုရီးယားတင်တန်းတက်တာတွားလိုက်ရေးပဲကျတော့နည်းနည်းပလိတ်ကြီးကြောက်ရတာရှိတယ်ဟိုလက်မမရှိတော့ပလိတ်ကြောက်ရတယ်ခုနောက်ပိုင်းတော့ဒီလေးကြာလာပြီးတော့နည်းတော့အဆင်ပြေပါတယ်ပန်းကစားလုံးတော့ပေါ့အဓိကအရေးအခက်အခဲဖြစ်တာတော့ပတ်စံမလောက်တော့အမေရဲ့အကိုရဲ့အရင်လောက်ပြီးတော့အမေတို့အဆင်ပြေလို့ပတ်စံလေးပို့ပြီးတော့မှဟိုပန်းကလောက်ဖြစ်တာပေါ့ဟိုကြောင်းဆက်မတက်ဖြစ်တော့ကကိုဗစ်ကြောင့်ကိုဗစ်စားဖြစ်တာနဲ့ပဲနားလဲရတာပေါ့အောက်မှာ6တန်းပြီးရတယ်နောက်22 23မှာတော့ GED တက်တည်တယ်တက်ပြီးတော့အားရနေပြီးတော့ဆက်မတက်ဖြစ်တော့ဒီကျောင်းစရိတ်များတာလည်းပါတယ်အခုလက်ရှိဒီမှာမိကိုတာတော့ဖေးပေါ့ဖေးရဒီမှာပြန်လုပ်တယ်ပြန်လုပ်လို့ရတဲ့ဟာနေပဲစားတယ်ပေါ့ခါလီပြန်မလုပ်ရတဲ့ရက်တွေဆိုရင်တော့အမေဘန်ကောင်းနေပြီးတော့စင်ပြေလို့ရှိရင်ပတ်စံတွေပဲလမ်းပို့လို့ရှိရင်တော့အဲ့ဒီဟာနေစားတယ်ဒီကပြောင်းလာရင်ကတော့အဖေနဲ့မိဒီနိုင်ငံရေးလုပ်ပြီးတော့နာမည်ထွက်လာတော့အဲကြောင့်ဆက်စားရောက်ချင်းဆိုတော့နေစီးပွားရေးကြတော့စီးပွားရေးကြတော့အဖေကတော့အဆက်အသွယ်ရှိတော့တိတ်ပြဿနာမရှိဘူးနည်းနည်းဟိုစားဖို့ပါဖို့တော့ရတယ်စုဖို့ကြတော့စားရောက်တာခင်တော့စုဖို့ကြတော့မရှိဘူးပေါ့မြန်မာနိုင်ငံကဒီကနိုင်ငံများလောက်ထွက်လောက်တာကြတော့ကိုယ်နိုင်ငံကခေါင်းဆောင်ပိုင်းနေမကောင်းတာကြောင့်ပေါ့အဲ့လိုတော့ယူဆတာလေဟိုပတ်စံရှိတဲ့လူတွေကြတော့လေတိတ်ပြီးတော့ကိုယ်ကိုအေးဆေးနေကြတော့ပေါ့တဲ့ရုံးကန်ပြီးတော့ဟိုဘာသာတကားတစ်ခုအမြန်တက်အောင်တင်ပြီးတော့နိုင်ငံခြားထွက်ကြတော့ချမ်းနိုင်ငံမထွက်ပဲနေမြန်မာနိုင်ငံမှာနေမှာဒီကစစ်မှုထမ်းနဲ့ပါမှာပေါ့နာဂန်နဲ့ပတ်သက်ပြီးတော့ပြောမှဆိုရင်တော့ဒီကိုနိုင်ငံပဲကိုပြန်နေတာပေါ့ဒီကတော့ကိုနိုင်ငံမှာပဲကိုပြန်ပြီးတော့အေးစစ်စစ်လှုပ်ရှားခြင်းနေဒီကိုအသက်အရွယ်ရလာလို့ရှိရင်တော့စီးပွားရေးတစ်ခုလုံးပေါ့ဟိုဒီ
ဒီကိုရီးယားစာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တခြားစီးပွားရေးဖြစ်ဖြစ်အားလုပ်ဖြစ်မှာဒီအကယ်စီးပွားရေးမကောင်းသေးဘူးနိုင်ငံရေးလက်သိပ်ပြီးတော့နိုင်ငံရေးကောင်းသွားလို့ပြင်လေထူထောင်ရေးလုပ်နေတယ်ဆိုရင်တော့မှပြန်ပြေအောင်မှာမဟုတ်သေးဘူးကိုနိုင်ငံကတော့လွမ်းနေဒီမှာပဲစီးပွားရေးလုပ်ဖြစ်မှာ Since the coup in 2021, more than 3.5 million people from different regions across Myanmar has been displaced because of the conflict between the military junta and the resistance forces. For these displaced communities, basic needs like shelter, food, safety became priorities, while education slowly faded away. Education in conflict-affected areas encounters so many difficulties, including limited educational resources, not having enough teachers, airstrikes, bombings, and limited opportunities to continue higher education. တင်ကြရေးမျိုးတွေရှားပါတယ်ပေါ့နော်အထူးသဖြင့်ဒီအခြေခံဖြစ်တဲ့စာအုပ်တွေပေါ့နော်ဒီဖက်စာအုပ်တွေတော့မှကျွန်တော်တို့မှာမလုံလောက်ဘူးပေါ့တမင်တမင်စာသင်ပေးစားတဲ့အခါတိုင်းဒီဖက်စာအုပ်ရှားတယ်ဒါမှမဟုတ် copy ဆွဲဖို့အတွက် printer တွေလိုက်ငားတယ်ပေါ့နော်ဒါကတော့အခြေခံကြဆုံးဖက်စာအုပ်ပေါ့ဖက်စာအုပ်တောင်ရှားပါတယ်မှာကျန်တဲ့ edition material တခြားသောသင်ထောက်ကူတွေပါတယ်ဆိုရင်တိတ်မရှိဘူးပေါ့နော်ပြီးနောက်တစ်ခုကခက်ခဲခြင်းလင်းရင်းပေါ့နော်မလုံးစုံဘူးပေါ့လင်းလာတဲ့ခါမျိုးမှာကိုယ့်အတွက်အနီးနားမှာပြီးနိုင်မှမှာကြောက်ချင်းဘုံကိုရှိရဆိုလည်းမစိုးဘူးပေါ့နော်ဒါပေမဲ့ခဏပြောသလိုလိုအပ်ချက်တွေကအများကြီးပဲဆိုတော့ဖက်စာအုပ်တွေလည်းမရှိဒီဘုံကိုချင်းတွေလည်းပြီးဖို့အတွက်အခက်အခဲတွေရှိရဲဆိုတော့ဒီကြောက်ချင်းမရှိရလည်းတော့စိုးရင်ရပါတော့နော်အကြောင်းသားအများကြီးနဲ့ကြောတစ်ခုဆိုရင်ပြီးဟဲလွှားဟဲဆိုရင်လည်းအနီးနားမှာပဲပြီးရလွှားရနော်လုံခြုံရေးအတွက်တော်လေးကိုစိုးရင်ရပါတယ်သူ့ရဲ့ဘာကိုမေးတာလဲ RUBAC နေကိုမေးတာကာဘိုကျမတို့ကြုံတွေ့ရတဲ့ personal ခက်ခဲတွေဆိုရင်တော့များသောအားဖြင့်ခဏဘယ်လိုစောင်းရင်းနေခက်ခဲရပါတော့လာစာမလုံလောက်တဲ့ပြဿနာတွေလာစာကမလောင်ငါတဲ့အခါမျိုးမှာဒီစောင်းရင်းနေအဆင်ပြေရောအကြောင်းတစ်ဝက်တစ်ပြက်နဲ့ထွက်ပြီးတော့ပဲတခြားအလုပ်တွေရှာတော့ဒီတစ်ဖက်မှာဆယ်ဆမလက်ဟာတော့ကျောင်းသားကျောင်းတွေဒီဇိုင်းမှာပြန်ပြီးတော့ထိကြိုက်တယ်ပေါ့နော်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြီးကတော့ဆယ်ဆမတွေအနေနဲ့ personal ရပေါ့နော်တကယ်ကြီးရကြုံတွေ့နေရတယ်အကြီးဆုံးအခက်အခဲလို့ပြောရမှာပေါ့နော်ဒါအခက်အခဲတွေကအကြီးဆုံးအခက်အခဲရဟုတ်ဖြစ်ပါခဲ့တဲ့ချိန်ကတော့မနက်ပိုင်း10 နာရီလောက်ဝင်ကျင်တရားလုံးကစတင်နေကြတဲ့အချိန်ပေါ့နော်ဒီဝဲတဲ့အတန်တော့အလားတူမကြားလိုက်သေးဘူးနော်ဘုံကျဲအတန်မှပဲအကျိဟိန်းလိုက်ချိန်မှပဲကြားလိုက်တယ်အခန်းဆမကလည်းပြေးတော့ဘောနော်ဘုတ်ကျင်းတဲ့အကုန်ပြေးကြလို့ပြောလိုက်ချိန်မှာကျတော့အကုန်လုံးကကိုနဲ့နီးစက်ရဘုတ်ကျင်းနေတာပြေးကြတယ်တချို့ကျောင်းသူတွေကြတော့မပြေးနိုင်မျိုးတွေလည်းရှိရပေါ့နော်တချို့ကနှလုံးအားနေတဲ့ကျောင်းသားတွေပါလေဆိုလို့ရှိရင်သူကအခန်းထဲမှာပဲတိုင်းကြောက်ပြီးတော့တုံပြီးတော့ကြံနေခဲ့တာမျိုးတွေလည်းမရှိရပေါ့နော်ကျောင်းသူတွေကိုဖတ်တော့ပြန်ဆွဲခေါ်ရတာတွေဆရာမတွေကနေပြီးတော့ပြန်ပြီးတော့ခေါ်ပြီးတော့ဘာကတော့ကျန်တဲ့ဒီမရရင်တော့မှဒီစာကြည့်တိုက်တယ်ကောက်ကူတောင်ပုံစံမျိုးလေးတစ်ခုရှိရပေါ့နော်အဲ့ထဲကိုပြန်ပြီးတော့ဆွဲခေါ်ရရရှိရဘုခုချင်းတော့မှရှိနေတဲ့အချိန်မှာအဖေကတကယ်ချင်းကလည်းငိုနေရပေါ့နော်ငိုနေတဲ့ခါမှာတော့သူနဲ့တိတ်ပြီးရသူနားရီလည်းပိတ်ထားပြီးရပေါ့နော်သူကလည်းနှလုံးမကောင်းတဲ့ဖြစ်ပါတော့သူအရင်ဆုံးနဲ့တိတ်ပြီးခဲ့မှလည်းတကယ်တမ်းလာကျဲတဲ့အခါမှာကျတော့ကိုပါလိုက်ပြီးတော့အရင်ကြောက်သွားပြီးတော့လိုက်ငိုမိရပေါ့နော်ဘာလို့ဘာကရမသိတွေလည်းဖြစ်သွားခဲ့တယ်ဒါပေမဲ့လောကပတိလက်လုံးမဖြစ်သွားအောင်လို့တော့ထိန်းနိုင်ခဲ့တယ်တတိလာကျဲအချိန်မှာလောကတီးပြီးလို့လည်းထင်ခဲ့ရပေါ့နော်ဘုံကိုကျင်းတော့မှအဲ့ဒီလာကျဲအချိန်ဆိုရင်လည်းမြေကြီးကလည်းကောင်းမှာပဲအကလုံးကကြောက်လာတယ်ဆိုတော့ဒီခါတော့သွားပြီးထင်တယ်ပေါ့နော်ပညာအဲ့လိုတွေရောမှတွေ့ခဲ့မိရဲ့10 နာရီဝန်းကျင်လောက်မှစပြစ်ပြီးတော့ဒီ12 နာရီကျော်လောက်မှပဲဒီစတိုက်ပြစ်နေတဲ့ဟာရညင်သွားတယ်ဗောညင်သွားပြီးတော့နောက်မှဒီရင်ဆက်ဝဲရမျိုးကြီးရှိခဲ့ပါတယ်
ဒီအဖြစ်ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ចောင်းသားတွေတော်တော်များများပေါ့နော်စိတ်တရားရောက်သွားမျိုးရှိလေပေါ့နော်ဒီမိဘအနေနဲ့ဆိုလဲတချို့ဆိုတို့တာသမီတွေကိုចောင်းဆက်တက်ဖို့တော့တခြားဟာကိုပို့ရတိုက်သွင်းလာပေါ့နော်ပြဆိုပညာရေးချက်တို့ရဲ့တာသမီရဲ့ဒီအသက်ကိုပို့တမိုးထားသွားတယ်ပေါ့နော်မြန်မာနိုင်ငံနဲ့ရှင်ကြည့်မယ်ဆိုရင်လည်းပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ပညာရေးဆိုတာကြီးကတော်တော်လေးကိုဆူရပါတယ်ဒီနိုင်ငံမှာဆိုရင်ဒီလောကပညာရေးကိုဒီနောက်ကိုကောင်းနေဒီစာတင်ကျောင်းဆောင်ကြီးကောင်းနေနဲ့လောလောလတ်ပညာသင်ကြားခွင့်ရကြတယ်ကျွန်တော်တို့နိုင်ငံမှာကျတော့စာတင်ဖို့ပေါ့နော်ဒီကျောင်းစာတင်ဖို့အတွက်ကိုစဉ်းစားပြီးတော့တော်လေးတကယ်ခဲနဲ့ပြင်ကြရတယ်ဆိုတော့ဒီတင်ထောက်ကိုကောင်းနေဒီကျောင်းဆောင်အကြီးကြီးတွေပေါ့နော်မရှိနေပါစေဒီနည်းချက်ချမ်းနဲ့ပညာသင်ကြားဖို့ပဲအဲ့ဒါလေးကတခုပဲလိုချင်မိပါတယ်ရွပြစားရွတော့ရွတို့ဖျားခဲ့တယ်နော်ဘာမလို့စိတ်မပူနဲ့နော်ကြည်လေးရွလို့ရတယ်ဘာမှမဖြစ်ဘူး Across urban, rural, conflict-affected and border regions, the struggle may look different, but one thing remains the same. Education is deeply impacted. Through these stories and voices, we see not only hardship, but also resilience. These are not just stories of survival. They are stories of people who continue to hope, to try, and to move forward, even when the situation around them feels uncertain. And behind all of this, there is something we cannot ignore. They have dreams too. Dreams to learn, to grow, and to build a better future. Dreams that still exist, even when path toward them is unclear. Education should never be a privilege or a risk. It's a right and a future worth protecting.